ရဲ့အိတ်ထဲကထွက်လာတဲ့မတုံးထားတဲ့တိန်းထားတဲ့ပတ်စံအမွေနစ်ကလေးတစ်ချက်တန်လေးစပြီးတော့ရှိအနောက်ကဒီလိုမျိုးပုံစံတစ်ချက်တန်ဒီမှာငါးချက်တန်တော့မှနှစ်မျိုးနှစ်စားရှိအနောက်ကဒီလိုမျိုးနောက်ပိုင်းလူတွေဆိုလို့ရှိရင်တော့နောက်ပိုင်းကလေးတွေဆိုဒီဟာတွေမြင်ဖူးမှမဟုတ်တော့ဘူးအားကြောင့်လည်းကျွန်မတွေ့တုံးလေးအမတ်တရလေးရိုက်ထားတာပါရှင်20တာငါးချက်တန်နောက်တစ်မျိုးဟိုကျွန်မတော့ခုမှမြင်ဖူးရတော့ဒီငါးချက်တန်ဒီငါးချက်တန်တော်တော်လာတာ15ချက်တန်ဒါတော့ကျွန်မတို့ခင်မှာတုံးနေတဲ့ပတ်စံလေးပေါ့3-4နှစ်အရွယ်တော့4-5နှစ်အရွယ်လောက်တော့တုံးတဲ့ပတ်စံလေးတွေ20တန်35ချက်တန်35ချက်တန်ရှင်းနေနော်45ချက်တန်နေဒါစင်းလိုက်စီထား45ချက်တန်90ချက်တန်ဒါ85ချက်တန်အုပ်လိုက်ရှိရ85ချက်တန်အုပ်လိုက်ရှိအနောက်ဘက်ကဒီလိုမျိုးလေးဟောဒီလိုအရှိရတော့ဒီလိုမျိုးကြောဖက်ကဒီလိုမျိုးပေးတော့သူ့ပတ်စံနေဘယ်နားမှာတော့တင်ထားလဲမလဲဒါလေးက25ချက်တန်25ချက်တန်နဲ့အုပ်လိုက်တည်ရှိရတာမသိပါဘူးကြောဖက်ကလည်းမျိုး Union of Burma Band 25 ချက်ပတ်စံတာလေးချစ်ကလေး